နာယီလက်တံတွေနောက်နှစ်မကူသေးခင်ပြက်ကရင်စာရွက်လေးနောက်တစ်ရွက်မကူသေးခင်ကုံသွားခဲ့တဲ့နေရက်တွေကိုနောင်တတွေမပါပဲစိတ်အေးချမ်းခြင်းနဲ့ပဲပြန်ကြည့်လိုက်တဲ့အခါ2025ခုနှစ်ကကျွန်တော်အတွက်တော့ပြည့်စုံလှပလွန်ခဲ့တဲ့နှစ်တော့မဟုတ်ဘူးပေါ့ကြုံတွေ့ခဲ့ရတဲ့အဆင်မပြေမှုတွေအတွက်တိတ်တိတ်လေးကိုအားပေးရင်ကိုယ့်ရဲ့ဖြစ်တည်ခြင်းတွေကိုစူးစမ်းလက်ခံခဲ့ရတဲ့အချိန်တွေအများကြီးရှိခဲ့တယ်အခုစောင့်ကြိုနေတဲ့2026ခုနှစ်ကိုရောက်တဲ့အခါ2025ခုနှစ်ကခံစားခဲ့ရတဲ့နာကျင်ခြင်းတချို့ကိုသင်ခန်းစာအဖြစ်တိတ်လေးပဲသယ်ဆောင်သွားလိုက်ပါမယ်2026ခုနှစ်ရဲ့နေရက်သစ်တွေစီကိုပို့ပြီးတန်မာတဲ့ပို့ပြီးကြံ့ခိုင်တဲ့သူအဖြစ်နဲ့ပဲရှောက်လန်းသွားမှာပါရှားထားမှုတဲ့တန်ရာဟောင်းတွေအားလုံးအနာကျက်ပြီးခွန်အားအပြည့်နဲ့လူသားတယောက်အဖြစ်ဘဝရဲ့နောင်လာမဲ့လောကဓာတ်တွေကိုရင်ဆိုင်လက်ခံဖြည့်ရှင်းသွားမှာဖြစ်လို့2026ခုနှစ်ရဲ့စာမျက်နှာသစ်တွေရလဲနှွေးထွေးစွာကြိုးဆိုနေပါနော်